NGO တခုပဲအလုပ်ဆက်ဆောက်ဘယ်အဖွဲ့အစည်းပဲအလုပ်တစ်ခုပဲဆက်ဆောက်ဒီဘာသာရပ်အမျိုးကြီးအများကြီးတတ်သွားတဲ့လူကဦးစားပေးပြီးတော့ခေါ်ယူရတဲ့နေရာလဲရပ်သွားနိုင်တယ်ပေါ့အဲ့ဒါ学びの環境が改善されます。新しい寮で安全で心地よい生活環境が得られることができると思っております。ဟုတ်ကဲ့ကျွန်တော်တို့ကလာမယ့်နေ့ဒီကျောင်းဆောင်ရဲ့တိုးချက်လှုပ်ဆောင်ရတဲ့အရွယ်ချက်ကဒီရောက်လာတဲ့ကလေးတွေကိုပညာသင်ကြားခွင့်ရအောင်ပေါ့နော်နောက်ပြီးတော့ကောင်းကောင်းမွန်မွန်လည်းသင်ကြားနိုင်အောင်ကျွန်တော်တို့SUA Foundation စာသူလေး Foundation နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့ဆောက်လုပ်ဖြစ်တာဖြစ်တယ်အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ရောက်ရှိလာတဲ့ကလေးတွေကပညာမဲ့မဖြစ်အောင်ပညာသင်ကြားနိုင်အောင်ကျွန်တော်တို့ကလှုပ်ဆောင်ပြီးတော့ပြုလုပ်ရတာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ SUA Foundation နဲ့တိုင်ပင်ဆွေးနွေးတော့ဆိုရင်ကျွန်တော်တို့အရင်ဦးဆုံး library တစ်ခုပဲစောက်ဖို့လောက်ထားတာဖြစ်တယ်။အဲဒီ library ကနေတစ်စိတ်ကျွန်တော်တို့ဒီရောက်ရှိလာတဲ့ကလေးတွေကိုကျွန်တော်တို့ကစာသင်ဆောင်ရဲ့တိုးချက်နိုင်အောင်ပြီးတော့ပန့်ပိုးနိုင်အောင်ဆိုပြီးကျွန်တော်တို့တင်ပြဖြစ်တယ်တင်ပြတော့ဒီလိုမျိုးအဆောက်အအုံတွေသူစောက်ပြီးခဲ့တယ်ပေါ့နော်စောက်ပြီးတော့လည်းကျွန်တော်တို့ရဲ့အထူးဝမ်းသာတယ်အဓိကရည်ရွယ်ချက်ကဘာလဲဆိုတော့ဒီရောက်ရှိလာတဲ့ကလေးမှန်သမျှဒီပညာတတ်ကြီးဖြစ်အောင်ဖြစ်ရမည်တဲ့ဆောင်ဖို့နဲ့ကင်ပြီးတော့ကျွန်တော်တို့လှုပ်ဆောင်လာတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီလာမဲ့ပညာသင်နည်းအတွက်လည်းဒီရောက်ရှိနေတဲ့ကလေးဒီကျောင်းအတွက်ဆက်လက်ခံနိုင်ဖို့ရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတော့ယာထားတာတော့ကြာပြီဒါပေမဲ့ဒီလူကြီးပေါ်မှာကကျွန်တော်တို့လှုပ်ဆောင်ရမယ့်လုပ်ငန်းရှင်တွေရှိတယ်ပေါ့နော်ဒီလုပ်ငန်းရှင်တွေကအဓိကဒီကျောင်းဆောင်ရဲ့တိုးချဲ့တဲ့အရာဖြစ်တယ်ကျွန်တော်တို့ဒီကျောင်းရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့အရင်ဦးဆုံးပြောရမယ်ဆိုကျွန်တော်တို့အဖိုးပေါ့အဖိုးမမရဆိုင်ကသူထားခဲ့တဲ့လမ်းစဉ်ကိုကျွန်တော်တို့လောက်ခဲ့တာဖြစ်ဒီကျောင်းရဲ့မူဝါဒကသတ်မှတ်ထားတဲ့အရာတွေရှိပေါ့ကျွန်တော်တို့ကျောင်းမူဝါဒမှာ12ချက်ရှိတယ်အဲ့ဒီ12ချက်မှာကကျောင်းထီထောင်တဲ့လူကကရင်လူမျိုးဖြစ်တဲ့အတွက်ကြောင့်သူကဒီကရင်ရဲ့ရိုးရာကရင်ရဲ့သမိုင်းကရင်ရဲ့ယဉ်ကျေးမှုတွေကိုလည်းဖော်ထုတ်ပြသနိုင်ရမယ်အဓိကဒီဆွပြောင်းပဲရောက်ရှိလာတဲ့ကလေးတွေအားလုံးကလည်းကိုရိုးရာလည်းမပြောက်ပြစ်အောင်ကိုယ့်ရဲ့ယဉ်ကျေးမှုတွေလည်းထိတ်သိမ်းနိုင်အောင်အဓိကထားခဲ့တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တချို့ကျွန်တော်တို့လူမျိုးတွေရှိတယ်လေရောက်ရှိလာတော့တိုင်းတစ်ပါးမှာရောက်ရှိလာတာဒီလူမျိုးကိုယ့်ရဲ့ယဉ်ကျေးမှုတွေပျောက်ပြက်သွားတာလည်းရှိတယ်။အဲ့လိုမျိုးတွေကိုယ့်ရဲ့စာပေယဉ်ကျေးမှုတွေကိုမပျောက်ပြက်ဖို့အတွက်ဒီလုပ်ငန်းစဉ်ကိုထားတာဖြစ်တယ်။ကျွန်တော်တို့မှာဆိုရင်အပစဉ်ကျွန်တော်တို့တောက်ကြနေ့စနေကြာတာပတိနဲ့တောက်ကြတစ်ချိန်ကျွန်တော်တို့ကရင်စာထက်ပြီးတော့တင်ကြားတာဖြစ်တယ်။တင်ကြားရတဲ့ရည်ရွယ်ချက်ကကိုယ့်ရဲ့စာပေလည်းမပြောက်ပြက်ဖို့အဓိကတစ်ခုပဲသူများရဲ့စာပေကိုလည်းတင်ယူရမယ်ကိုယ့်ရဲ့စာပေလည်းမပေးပြောက်ရဘူးဒါကကျွန်တော်တို့ရဲ့ခံယူချက်တစ်ခုဆိုတော့နောက်ပြီးတော့ယဉ်ကျေးမှုကလူမျိုးတစ်မျိုးဖြစ်လာပြီဆိုတော့ဒီယဉ်ကျေးမှုကအဓိကဖြစ်တယ်လေဒီလူမျိုးကယဉ်ကျေးမှုလည်းပြသနိုင်ရစာပေလည်းပြသနိုင်ရမယ်မိမိရဲ့လုပ်ငန်းစဉ်တွေအားလုံးကိုပြသနိုင်မှလူမျိုးတစ်မျိုးလို့သတ်မှတ်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဒီခွဲကမကရင်မျိုးသားတက်တန်းကျောင်းကဒီလုပ်ငန်းစဉ်ကိုလှုပ်ဆောင်ရတာဖြစ်တယ်ပေါ့နော်ဒါတွေကတော့ထွေထူးမဟုတ်ဘူးအဓိကကျွန်တော်တို့ရဲ့ရောက်ရှိလာတဲ့ကလေးတွေရဲ့တိုင်းသားညီကိုမောင်နှမတွေကဒီကရင်မျိုးသားထက်တန်းကျောင်းမှာလာနေလို့ရလားဆိုတော့မိကုန်းတွေမေးလာခဲ့ဘူးတယ်ပေါ့လာနေလို့ရပါတယ်ကျွန်တော်တို့အဓိကအဖြစ်ဖိအားမပေးပါဘူးအဓိကပညာသင်ယူတဲ့အပိုင်းမှာတော့ကျွန်တော်တို့မှာဆောင်ဖို့ကင်ထားတာပေါ့ဒီမှာလာနေရင်ကရင်စာလည်းတတ်ရမယ်ဟိုစာလည်းတတ်ရမယ်ဒီစာလည်းတတ်ရမယ်ပေါ့နော်အခြေခံစာတတ်သွားရင်ဘာသာဆိုတတ်သွားရင်ဒီကလေးတယောက်ကတိုးတက်အောင်မြင်မှုတစ်ခုပဲဥမာ NGO တစ်ခုပဲအလုပ်ဆက်ဆောက်ဘယ်အဖွဲ့အစည်းပဲအလုပ်တစ်ခုပဲဆက်ဆောက်ဒီဘာသာရပ်အမျိုးကြီးအများကြီးတတ်သွားတဲ့လူကဦးစားပေးပြီးတော့ခေါ်ယူရတဲ့နေရာလဲရပ်သွားနိုင်တယ်ပေါ့